အဲဒီနောက်သူလည်းပုံခုနေတဲ့ကြောက်ဆောင်ဘေးကနေသူ့ခေါင်းကိုမစိုးတလောက်လေးထုတ်ကြည့်လိုက်တဲ့အခါမှာတော့သူ့ကမာကြီးတခဏချင်းပြိုလဲသွားတယ်လို့တောင်ခံစားရတယ်။ဘာလို့လဲဆိုရင်သူချေရတဲ့သူ့ဇနီးကတကယ်တော့သူအရန်ကိုကြောင်ရွံခဲ့ရတဲ့ရခဒေဝီဖြစ်နေလို့ပါပဲ။သူမရဲ့ပခုံးပေါ်မှာလည်းလက်တလောလေးကမှတက်လာတဲ့သမင်တကောင်ကသွေးစိမ့်ရှရှင်ပန်းထွက်ပြီးတော့သူမပခုံးပေါ်မှာပေကျန်နေပါတော့တယ်။ရှုံတော်နေထူထပ်ပြီးတော့တပင်ကြီးငယ်များစွာဖုံးလန်းနေတဲ့တောအုပ်ကြီးထဲမှာတော့လူလက်ပိုင်းအရွယ်အမျိုးသားတအူဟာကြီးမားတဲ့တပင်ကြီးတစ်ပင်အကွယ်ကနေကြောင်ရွတ်တုံလို့စွာနဲ့တစုံတရာကိုချောင်းကြည့်နေခဲ့ပါတယ်။သူ့ရှိမှာတော့သူ့ထက်3စားလောက်ကြီးမားတဲ့လူမိန်းမပုံစံအကောင်ကြီးတစ်ကောင်ကတမင်တစ်ကောင်ကိုအငမ်းမရစားတောက်နေခဲ့တာပါ။သူသိပါတယ်။ဒါကလူအသွင်ရှိပေမဲ့တာမန်လူတော့လုံးဝမဟုတ်ဘူး။ဒီနေရာကနေလေသူအခုချိန်ထွက်ပြေးဖို့ကလည်းလုံးဝမဖြစ်နိုင်ပါဘူး။သူတန်ကြားတာနဲ့အဲ့ဒီအကောင်ကြီးကသူရှိနေတာကိုသိသွားပြီးသူ့ကိုလည်းဖမ်းဆီးစားတောက်ပြလိုက်မှလို့သူတွက်ဆထားတယ်။ဒါကြောင့်အပင်ကြီးကိုကွဲကနေရာမှာရင်အခြေအနေကိုစောင့်ကြည့်နေပါတော့တယ်။ဖြစ်ချင်တော့မတော်တဆသူ့ခြေထောက်ကအပင်ကနေကြွေကျထားတဲ့တရွက်ချောက်တွေကိုနင်းမိသွားတာကြောင့်အတန်ထွက်လာခဲ့ပါတယ်။သူအယမ်းလန့်သွားတယ်။ဒီတော့သတိထားနေရတဲ့ကိုဖြစ်သွားရသေးတယ်လေ။ဒီခါအဲ့ဒီအကောင်ကြီးကသူ့ဘက်လှည့်လာလိုက်တော့မှလိပ်ပြလွတ်မတက်သူပိုးလို့တောင်မှကြောက်သွားရတယ်။ဘာလို့ဆိုသူ့တသက်နဲ့တကောတခါမှမတွေ့ဘူးပဲပုံမြင်တွေထဲမှာသာကြားဖူးတဲ့ဘလူးမဆိုတာမျိုးပါ။သူမမျက်လုံးတွေကနီရဲတောက်ပနေပြီးဖြူဖြူဖွေးဖွေးကော့လန်နေတဲ့အဆွဲကြီးနှချောင်းမှာအသားစားတွေညှိတွေနေတဲ့အပြင်ဗဇက်မှာလည်းတမင်သေးကိုအငမ်းမရအစားထားတာကြောင့်သွေးစိမ့်တွေကရေပရောင်းခတ်အောင်ပေးချနေတယ်။သူမှဘာမျောလင်းချမ်းမှမရှိတော့ပါ။သူသေးချာတော့တမင်လိုအစားခံရမှတွေးပြီးတော့တုံလို့စောအနေကတခဏမြဘလူးမကိုကြောင်ကြည့်နေမိပါတယ်။တစ်ဖက်ကဘလူးမကလည်းဒီအမျိုးသားကိုမြင်လိုက်ရတဲ့အပေါ်မှာသူ့စိတ်တွေပြောင်းလဲသွားပြီးတော့ဒီယောက်ျားအပေါ်မှာမြင်မြင်ချင်းညှိတွေမိသွားတယ်။အဲဒီအမျိုးသားကလူသားတစ်ယောက်ဖြစ်ပေမဲ့လည်းမဲနဲ့နေတဲ့မျက်လုံးသိငယ်အိမ်ကအယောင်လဲနေတယ်။ပြီးတော့ပြီးပြေးစုံလုံးနဲ့ယောက်ျားတစ်ယောက်ရဲ့အချိုးအစားပြေးပြမှုတို့ကသူ့စိတ်ကိုဖမ်းဆားလိုက်တယ်လို့ပဲ။ဟာဒီလူသားကိုတွေ့မှငါရင်ထဲမှာဘလူးကြီးခံစားနေရတာလေ။ဘာလို့ငါနှလုံးကထူးထူးဆန်းဆန်းအရန်ကိုလှုပ်ရှားနေရတာလဲ။ငါအသက်ရှင်နေတဲ့တခြားဒီလောက်200ချီအတွဲမှာဒီလိုခံစားမှုမျိုးတခါမှမခံစားခဲ့ရဘူး။ဒီလူသားကဘလို့လူသားမျိုးလဲ။သူမတွေးနေစမှာပဲတစ်ဖက်ကထိန်လင်းကသူ့ကိုမကြခင်ဖမ်းစားတော့မယ့်အထင်နဲ့အသက်ဘေးကလွတ်အောင်ထွက်ပြေးပါတော့တယ်။ဒါကြောင့်ရခဒေဝီကလည်းသူပထမဆုံးသဘောကျမိတဲ့ဒီမျိုးသားကိုပိုင်ဆိုင်ရဖို့အတွက်လုံးဝအလွတ်မပေးနိုင်တော့ပဲအနောက်ကနေလိုက်သွားပါတော့တယ်။ထိန်လင်းကတော့အနောက်တောင်လှည့်မကြည့်ပဲတော်လန့်အတိုင်းပြေးပါတော့တယ်။သူ့အောင်နောက်ထဲမှာလည်းအဲ့ဒီဘလူးမလက်ထဲကနေလွတ်မြောက်ဖို့နဲ့သူ့အိမ်ကိုအကောင်းပကတိအတိုင်းပြန်ရောက်ဖို့သာဆန္ဒပြုရင်မနာရန်ပြေးနေပါတယ်။သူပြေးရင်တနေရာအရောက်အမောစော့နေပြီဖြစ်လို့တထောင်နာတဲ့အချိန်မှာပဲကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုသလိုသူ့အရှိတတိတ်မှာပင်ကြားတကောင်နဲ့ထိတ်တိုက်တိုးပါတော့တယ်။ဒီခါမှာသူ့အသက်ရှင်ရဲ့အတွက်ဘာမျောလင်းချမ်းမှမရှိတော့ပါ။အနောက်မှာကလည်းဘလူးမကလိုက်နေပြီးတော့အရှိမလည်းကြားကရင်ဝရောက်နေပြီ။ဒီခါလင်းမြန်လုံးနဲ့ကြားကစားရကန်ကြုံလို့မုတ်စိတ်ပြားဆွဲသလိုထိန်လင်းအပေါ်ကိုအရှိန်နဲ့ခုံးအုပ်လိုက်တော့တယ်။ဒီခါမှာထိန်လင်းရဲ့ကန်အကျိုးပေးကစမ်းကြဲလွန်စွာရခဒေဝီဟာအလင်းမြန်ရောက်လာပြီးတော့ကြားကိုအရှိန်နဲ့စောင့်ကန်လိုက်တော့တယ်။ထိန်လင်းကတော့နောက်ဆုံးလက်ကျန်အားလေးနဲ့စူးစမ်းပြီးမျက်လုံးဖွင့်ကြည့်ပေမဲ့အရာရာဝေဝါးနေတာကြောင့်သူ့ကိုတရရောက်လာခဲ့ပြီဆိုတာသိလိုက်ပေမဲ့ဘသူကလာခဲ့လဲဆိုတာတော့မသိနိုင်တော့ပဲအရာအလုံးအမောင်ကျသွားကနေရာမှာရင်တတိလစ်မိမျောသွားပါတော့တယ်။ကြားကလည်းမန်ဆယ်လေး1000နဲ့သူ့ကိုစောင့်ကန်ခံလိုက်ရတာကြောင့်ဒေါသအယမ်းထွက်သွားပြီးနင်းပါကောင်လေးငါပါကောင်လေးလို့ပြန်မေးဖို့ရခဒေဝီစီကိုအရှိန်နဲ့ပြေးလာပါတော့တယ်။ဒါပေမဲ့ဒီဒေါသကသူ့ဘဝရဲ့အကြီးမားဆုံးအမှားတစ်ခုဖြစ်သွားမယ်ဆိုတာသူမသိပါ။ပြေးလာပြီးရခဒေဝီကိုခုံအုပ်လိုက်စင်မှာပဲရခဒေဝီကကြားရဲ့လေပင်ကနေဖမ်းညက်ကဒုတိယအကြိမ်ထပ်ပြီးတော့ပြစ်ပေါက်လိုက်တာကြောင့်ကြားခမရအပင်နဲ့ရိုက်မိပြီးအော်ချိန်တော့မရတော့ပဲတခါလေးညီကုန်းချုပ်သွားပါတော့တယ်။အဲဒီနောက်ရခဒေဝီကတတိလက်နေတဲ့ထိန်လင်းကိုညှင်သာစွာပွိတ်ချီကသူ့ရင်ဝင်ထဲကိုထည့်ထားလိုက်ပြီးသူမနေထိုင်တဲ့ခူကြီးစီကိုခေါ်သွားလိုက်တော့တယ်။ထိန်လင်းတတိရလာတဲ့အခါမှာတော့သူ့ခေါင်းတစ်ခုလုံးကမခံစားနိုင်အောင်နာကျင်ကြိုက်ခဲနေခဲ့ပါတယ်။ဒါတော့ဆေးဘက်ဝင်အပင်တွေရဲ့အာနိသင်ကြောင့်ဒီလောက်ပဲခံစားခဲ့ရတာပါ
အဲဒီနောက်သူ့မျက်လုံးတွေကိုတဖြည်းဖြည်းချင်းဖွင့်ပြီးထားထိုင်လိုက်ကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့သူဟာတခါမှမရောက်ဘူးတဲ့ကိုတစ်ခုကိုရောက်နေတာဖြစ်ပြီးသူနဲ့မလန်းမကမ်းမှလည်းအသားအရှိဝင်းဝဆိုပြေးပြီးတော့အရန်ကိုလှပလောနဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်။အဲဒီနဲ့သမီးလေးလိုလှပလောနဲ့အဲ့ဒီမိန်းကလေးကပတုံးရောင်စံကေတာကိုရော့ရီရော်ရဲစီးထားတယ်။ပြီးတော့ဝိုင်းဆက်နေတဲ့ပြမျိုးမဲမတင်လှပနေတဲ့မျက်နှာမှာလှပဆူးရှလောနဲ့ပရင်းရောင်မျက်လုံးတစ်စုံရှိပါတယ်။ပြီးတော့သူမဟာကြောက်စုံတစ်ခုထဲမှာသူ့အတွက်လို့ထင်ရတဲ့ဆေးရွက်ကြီးတွေကိုအာယုံစိုက်ကထောင်းနေတာကိုထိန်လင်းတယောက်မျက်ဝါးထထတွေ့လိုက်ရတယ်။ဒါနဲ့ထိန်လင်းလဲမိန်းကလေးကိုလှမ်းမိလိုက်တယ်။နှမငယ်ဒါဖိနေရများလေကျွန်တော်ဘလို့ဖြစ်ပြီးတော့ဒီကိုရောက်နေရတာလေ။အော်အကိုနိုးလာပြီလား။မလုံနဲ့ဦးလေ။အကိုတန်ရာတွေကမကြက်သေးဘူးရဲ့။ဟမ်ဒါနဲ့နှမငယ်ကကျမနာမည်ကကင်ရာပါ။ချောင်းမှာရေးသွားခဲ့ရင်နဲ့အကိုသွေးထက်လွန်ပြီးတော့လဲကျနေတာတွေ့လို့ညီမတက်နိုင်တဲ့လောက်လေးဆေးမိတူနဲ့ကုသပေးထားတာ။အော်ကျေးဇူးပါဗျာ။အကိုကောင်းထဲမှာလဲကြားတဲ့ကောင်နဲ့ရင်ဆိုင်ခဲ့ရတာကလွဲပြီးတော့ဘာမှမမှတ်မိတော့ဘူးရဲ့။နှမငယ်ကအကိုရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်ပြီးဆိုတော့နှမငယ်ရဲ့ကျေးဇူးကိုအကိုဘယ်လိုဆက်ရမလဲတော့မသိတော့ပါဘူး။ရပါတယ်အကိုပြန်ဆက်စရာမလိုပါဘူး။ဒါနဲ့အကိုစိတ်ထဲနားမလဲတာလေးရှိလို့မင်းမင်နော်။ညီမကဒီလောက်နှစ်သမီးလေးလိုချောမောလှပလွန်တာဘာလို့ဒီတော်ထဲမှာတယောက်တည်းနေရတာလဲ။ညီမတို့တခြားသူတွေကအန်ရပေးမှမကြောက်ဘူးလား။ပြီးတော့ညီမလေးရဲ့မိဘတွေရောဘယ်ရောက်နေကြရလဲ။ကိုင်ရာငယ်လေးတွေကအမေကဆုံးသွားခဲ့တာပါ။ဒီတော့ကိုင်ရာအရေရောက်တဲ့အထိဖေဖေနဲ့နေခဲ့ပါတယ်။ဖေဖေကဆေးစရာကြီးလေ။ဒါပေမဲ့မတည်သောဆေးသမားမှမရှိပဲ။မကြသေးခင်ကသူလေးဆုံးသွားတော့အခုလိုကိုင်ရာတယောက်တည်းရှိနေတော့တာပါ။တခြားသွားစရာနေရာလဲဘယ်မှမရှိရဲ့ပြင်ဒီတော်ကြီးကညီမအိမ်လိုဖြစ်နေတာဆိုတော့ဒီမှာပဲဆက်နေတော့တာပါ။ရခဒေဝီကထိန်လင်းသူ့အဖြစ်မှန်ကိုသိသွားရင်သူ့ကိုကြောက်သွားမှသူ့ကိုထားသွားမှကြောက်တာကြောင့်သူ့ဘသူလဲဘလူလူမျိုးလေဆိုတာကိုညာပြောလိုက်တော့တယ်။အဲဒီလေစားမှုကထိန်လင်းရဲ့စိတ်ကိုသွေးဆောင်သွားခဲ့တယ်။ဒီလိုနဲ့တပတ်လောက်ကြာတော့ထိန်လင်းရဲ့ကျမကြီးလေးတော်တော်ကိုထထူထထောင်တတ်တာလာခဲ့တယ်။ရခဒေဝီကလည်းသူ့ချစ်တဲ့အမျိုးသားလေးကိုစေတနာမြတ်တာတွေရိုဖိတ်ပြီးတော့အချိန်တိုင်းထိန်လင်းနာမှနေကလိုလေသေးမရှိအရန်ကိုခူးဆိုင်ပေးရတယ်။နေ့စဉ်နေ့တိုင်းအချိန်နဲ့အမျှဒဏ်ရာပတ်တီးများလဲပေးတာမျိုးသူမရဲ့နူးညံ့တဲ့လက်တွေနဲ့တဘာဝဆေးတွေလိမ့်ပေးတာမျိုးပြီးတော့ထိန်လင်းဘဝမှာဘယ်တော့မှမစားဘူးတဲ့အရန်ကိုလက်ဆက်ပြီးအရသာရှိရဲ့အသားကိန်တွေကိုဟင်းချိုပူပူလေးနဲ့ကျွေးမွေးတာမျိုးတို့စသဖြင့်ပြုစုဆောက်ရှောက်ပါသေးတယ်။ဆက်စချင်းကတော့ထိန်လင်းဟာရခဒေဝီကိုတန်တရားတွေဝင်နေခဲ့ပေမဲ့လေနောက်ပိုင်းမှာသူမရဲ့အလှတရားနဲ့ဂယုဆိုင်ကျင်နာမှုတွေကိုဆွဲလန်းလာမိတာကြောင့်အဲ့ဒီတန်တရားတွေကတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တော့တယ်။ဒါကြောင့်သူ့ရဲ့မျက်စိနဲ့မြင်ရတဲ့အရာတွေကိုသာရှုံလိုက်ကသူနဲ့ကင်ရာတို့နှစ်ယောက်တည်းအတူရှိရဲ့ကဘာလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်တော့တယ်။အဲ့ဒီအချိန်တုန်းကတော့အဲ့ဒီကဘာလေးကအနည်းကင်းပြီးမြစ်တာတွေဂယုဆိုင်မှုတွေနဲ့ပြည့်နေတဲ့ကဘာလေးလေ။တစ်ဖက်မှာလည်းရခဒေဝီကထိန်လင်းကိုပြုစုဆောက်ရှောက်ရင်လေးနဲ့တဲ့ဗီဇာတစ်ခုတိုးလာခဲ့တယ်။အဲ့ဒါကဘာလဲဆိုရင်သူနေ့စဉ်နေတိုင်းလုံနေကြတာမန်အမဲလိုက်ခြင်းမျိုးမဟုတ်ပေမိမသားတယောက်ရဲ့နူးညံ့မှုဂယုဆိုင်ကျင်နာမှုတိမ်မွေးမှုစတဲ့ဗီဇာဖြစ်ပါတယ်။သူမဘဝမှာလည်းအရင်ကဒီလိုခံစားချက်ဒီလိုစိတ်နေစိတ်ထားမျိုးတစ်ခါမှမခံစားခဲ့ရဘူးပါ။တစ်ဖက်မှာလည်းထိန်လင်းကကင်ရာနဲ့ပတ်သက်ပြီးတော့တွေးနေခဲ့တယ်။သူ့ရင်ထဲမှာကင်ရာရောက်နေပြီဆိုတာကတကြောင်တစ်ဖက်ကအနေနဲ့သူ့မျက်တာတွေကိုဖွင့်ဟလိုက်တဲ့အခါကူညီခဲ့တဲ့မျက်နှာတော်မထောက်အခုလိုစကားမျိုးပြောရမလားဆိုပြီးတော့ကင်ရာစိတ်ဆူသွားမလားတွေးကြောက်မိတာကတဖုံနဲ့နောက်ဆုံးမှာတော့သူ့ရဲ့ရင်ထဲကဆန္ဒကိုပဲဦးစားပေးပြီးတော့ကင်ရာကိုချစ်ရေးဆိုလိုက်တော့တယ်။ကင်ရာကိုမင်းကိုပြောစရာရှိရဲ့။မင်းဘလို့လိုပဲဖြစ်ဖြစ်မင်းအရင်ကဘာတွေပဲဖြစ်ခဲ့ကိုကယူမဆိုင်ဘူး။အခုကစပြီးတော့ကိုသိတာတခုပဲရှိရဲ့။အဲ့ဒါဘာလဲဆိုရင်ကိုမင်းကိုချစ်တယ်။ကင်ရာအရန်ကိုပြောသွားတယ်။ဘာလို့ဆိုဒီမျိုးသားကိုသူ့ဘက်ကစပြီးတော့လိုချင်နေခဲ့တာလေ။ဒါကြောင့်ထိန်လေးရဲ့မြစ်တာကိုဟန်အောင်မဆောင်တော့ပဲတခါလေးလက်ခံလိုက်တော့တယ်။ရတရပတ်များစွာကုံလွန်သွားခဲ့ပြီးနောက်မှာတော့ထိန်လေးရဲ့အကျမကြီးလည်းလုံးဝပြန်ကောင်းလာခဲ့တယ်။ခန္ဓာကိုယ်ကငကိုအတိုင်းပြန်ကျက်ခိုင်လာပြီးသူ့ရဲ့ဒဏ်ရာတွေကလည်းလုံးဝအရှင်ပြောက်လို့စစေးများသာရှိတော့တယ်။ထို့အတူထိန်လေးနဲ့ကင်ရာတို့ကလည်းမြစ်တာမျှခဲ့ကြပြီးနောက်မှာအကျဉ်းလင်းများအဖြစ်နဲ့ပေါင်းသိနေထိုင်ခဲ့ကြကပျော်ရွှင်မှုတို့နဲ့ပြည့်တဲ့နေတဲ့ဘဝကိုအတူတူဖြတ်သန်းခဲ့ကြပါတယ်။ဒါပေမဲ့ဒါကအမြဲတမ်းအတွက်တော့မဟုတ်ခဲ့ပါဘူး။အမှန်တရားကိုဖုံးကွယ်ပြီး
လူနဲ့ဘလူပေါင်းဆက်ထားတဲ့ဘဝကဘလောက်တောင်ရေရှည်တည်တံ့ခိုင်မြဲမှာမို့လို့လေပြီးတော့အမှန်တရားဆိုတာမျိုးကကွယ်ဝတ်ထားလို့ရရိုးထုံးစံမှမရှိတာဒီလိုနဲ့တနေ့မှာတော့ကိုင်ရာဟဲစားသွားရှာခြင်းထိန်လေးလေးသူ့ကြမ်းမာရေးထူထူထောင်လေးဖြစ်လာပြီဆိုတော့လေကောင်းလေတန်းရှူဖို့အတွက်ဂူအပြင်ကိုထွက်လာခဲ့ပါတယ်ဒီခါမှာရပ်ပေါင်းများစွာဂူထဲမှာနေခဲ့ရတဲ့အတွက်အခုလက်ဆက်တဲ့လေတို့ကိုရှူရှာရတဲ့အခါလွတ်လပ်မှုကိုအပြည့်အဝပြန်ခံစားခဲ့ရသလိုသူ့အတွက်အတော်လေးစိတ်ကြည်ညိုချမ်းမြေ့စရာဖြစ်နေပါတော့တယ်အဲဒီနောက်သူ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုနေချိန်မှာပဲမြေကြီးတုန်ခါပြီးတော့လေးလံနဲ့အေယာမအကောင်ကြီးကသူ့အနာကိုဥတီလာနေသလိုခံစားလိုက်ရတယ်ချက်ချင်းဆိုသလိုအဲ့ဒီခြေသားနဲ့ပတ်သက်ပြီးတစုံတရာကိုပြန်အမှတ်ရသွားတယ်အဲ့ဒါကဘာလဲဆိုတော့သူဒီတော်ရင်းကိုပထမဆုံးဆက်ရောက်ခဲ့တော့ကကြားခဲ့ရတဲ့ခြေသားမှာပဲသူဘဝရဲ့အတိတ်ဆိုးကြီးမှုသူမေးဖြောက်ထားခဲ့ပေမဲ့အခုတော့အဲ့ဒီထိတ်လန့်စရာအဖြစ်ပြက်ဆိုကြီးကအသက်ဝင်သလိုသူ့ခေါင်းလေးကိုပြန်လည်ဝင်ရောက်လာခဲ့တော့တယ်ဒါကြောင့်သူလည်းချက်ချင်းကြောက်လန့်ကကြောက်ဆောင်ကြီးတစ်ခုအနောက်မှာပုန်းနေလိုက်တယ်သူ့နှလုံးခုန်နှုံးကလည်းသူ့အနာကိုဦးတည်လာနေတဲ့အဲ့ဒီခြေတံတွေနဲ့ဟန်ချက်ညီစွာခုန်နေတာကိုသူ့အတိုင်းသားပြန်ကြားနေရတယ်အဲ့ဒီနောက်သူလည်းပုန်းခိုနေတဲ့ကြောက်ဆောင်ဘေးကနေသူ့ခေါင်းကိုမစိုးတလောက်လေးထုတ်ကြည့်လိုက်တဲ့အခါမှာတော့သူ့ကမာကြီးတခဏချင်းပြိုလဲသွားတယ်လို့တောင်ခံစားရတယ်ဘာလို့လဲဆိုရင်သူချေရတဲ့သူ့ဇနီးကတကယ်တော့သူအရန်ကိုကြောင်ရုံခဲ့ရတဲ့ရခဒေဝီဖြစ်နေလို့ပါပဲသူမရဲ့ပခုံးပေါ်မှာလည်းလက်တလောလေးကမှတက်လာတဲ့သမင်တကောင်ကသွေးစိမ့်ရှရှင်ပန်းထွက်ပြီးတော့သူမပခုံးပေါ်မှာပေကျန်နေပါတော့တယ်သူလုံးဝထမထားခဲ့ပါသူမရဲ့စေတနာမြတ်တာတွေသူ့ပေါ်ကိုလည်းအရန်ကိုခီးဆိုင်တတ်တဲ့အဲ့ဒီမိန်းမကအခုလိုရက်ဆက်ကြမ်းကြုတ်တဲ့ဘလူးဖြစ်နေတယ်ဆိုတာသူများလာပြောရင်သူဘလို့မှလက်ခံပွေနိုင်ရမရှိပါအခုသူမျက်စိနဲ့တက်အပ်မြင်လို့သာရှုံရတယ်သူကိုပြားဖျောင်းလေးလိုကြည့်ခဲ့တဲ့မျက်လုံးတစ်စုံကလည်းအခုတော့စားတော့ဝါတော့မဲ့တရိတ်ဆိုင်ရိုင်းတကောင်လိုတောက်ပနေတယ်သူဒီဘလူးမလက်ထဲကနေထွက်ပြေးဖို့ဘလို့လုပ်ရမလဲဆိုတာကိုကြောက်ဆောင်နောက်မှကွဲကအကြံထုတ်နေခဲ့ပေမဲ့ရခဒေဝီကသူ့ခန္ဓာကိုယ်ကြီးနဲ့ဂူဝါတတဲ့မှာပိတ်ဆို့ကသမင်ကိုအမဲဖြတ်နေတာကြောင့်သူထွက်ပြေးလို့မရနိုင်ဖြစ်နေခဲ့တော့တယ်ဒါကြောင့်သူ့ကိုမရိပ်မိသွားအောင်ဂူရဲကိုပဲပြန်လာလိုက်ပါတယ်။တစ်ချိန်ကသူ့အတွက်နေဗံမှုဖြစ်ခဲ့တဲ့ဒီဂူကြီးကအခုတော့ကြောင်းမဖွဲကောင်းတဲ့တစားပြင်လိုဖြစ်နေခဲ့ပါပြီ။သူကိုယ်တိုင်ကလည်းဒီဂူကြီးထဲမှာသူ့အသက်နဲ့ခန္ဓာအချုပ်ထောင်ကျနေသလိုခံစားနေရတယ်။အချိန်အတန်ကြာပြီးနောက်ကင်ရာကသူ့ရဲ့လှပလောနဲ့မေမဒီလေးအဖြစ်ဂူရဲကိုဝင်လာခဲ့တယ်။သူမရဲ့လက်ထဲမှာလည်းအရန်ကိုမွေးတဲ့တမင်သားကင်ကိုတစ်သားနဲ့လှုပ်ထားတဲ့အသေးစားလက်မန်းတဲ့ပေါ်မှာတင်လာကပြားတကာထက်ချိုးတဲ့အပြုံးလေးနဲ့သူ့စီကိုရှောက်လာနေပါတယ်။ဒါပေမဲ့ကိုင်ရာဟာထိန်လင်းကိုလည်းမြင်ရောသူ့မျက်နှာပေါ်ကအပြုံးကချက်ချင်းပြောက်ကွယ်သွားခဲ့တယ်။အခုတော့မြစ်တာဟူသောမျက်နှာဖုံးအောက်မှာကွယ်ဟွက်ထားတဲ့အမှန်တရားကထွက်ပေါ်လာဖို့အချိန်တန်လာခဲ့ပါပြီ။ဒီအမှန်တရားကိုလူသားတယောက်အနေနဲ့ခံနိုင်ရရှိမည်လား။အကိုမျက်နှာကဘာလို့ဒီလောက်တောင်တင်းမာနေရတာလဲ။ဘာကြောင့်ကိစ္စများရှိလို့လဲ။အကိုမကြံအောင်ကိုင်ရာဘာများလုံးမိလိုက်လို့လဲ။ပြောပါအောင်အကိုရဲ့ကဲတော့အကိုကျင်းတဲ့ထီတောင်းမှမှာပဲအကိုမျက်နှာကတော့အဲ့လိုကြီးမလှုပ်ထားပါနဲ့နော်မင်းရမှန်တောင်ငါအားလုံးသိပြီမင်းကတိတ်ကိုကြောက်စရာကောင်းနေဘလူးမှာပဲငါ့ကိုတလျှောက်လုံးဘာရည်ရချက်နေများလှည့်စားခဲ့တာလေအကိုထင်တယ်လို့မဟုတ်ပါဘူးအကိုရဲ့ကဲရရှင်းပြတာကိုခဏလေးနားထောင်ပေးပါအောင်ဟုတ်ပါတယ်ကဲရဘလူးမှာပါဒါပေမဲ့အကိုကတော့ကဲရတကယ်ချစ်တာပါအကိုအထိခိုက်စေမဲ့အရာတစ်ခါမှတော့မှကဲရမတွေးခဲ့မိဘူးပါကဲရပြောတာကိုရှုံးပါနော်အကိုဘာမင်းမဆက်ကချစ်တယ်ဆိုတဲ့စကားကိုမထွက်နဲ့မင်းမအချစ်မရှိဘူးရဲဆက်ကြမ်းကြုတ်ပြီးတော့တိတ်ကိုကြောက်စရာကောင်းတဲ့နှလုံးသားပဲရှိတာအခုတော့နေတိုင်းငါ့ကိုအသားတွေကျွေးနေတာမင်းအပြစ်မဲ့တဲ့အသက်ပေါင်းများစွာဘလောက်တောင်ရဲရဲဆက်ဆက်တက်ပစ်လိုက်ပြီးပြီလေမင်းစိတ်ရိုင်ဝင်တာနဲ့ငါရောမင်းလက်ထဲမှာဘယ်နည်းတည်ရမလဲမသိဘူးနေ့တည်မလားညတည်မလားဆိုတဲ့ဒီစိတ်ကြီးနဲ့ငါဆက်နေသွားရမှာလားအကိုရဲ့အဲ့လိုမဟုတ်ရပါဘူးကင်ရာဘဝပြီးခင်ချောင်းအခုလိုဘဝရောက်နေပေမဲ့ကင်ရာလူကိုစားရလောက်အောင်တော့မရိုင်းစိမ့်ပါဘူးကင်ရမှာအသိရှိပါတယ်။ကင်ရတော့မကြောက်ပါနဲ့နော်။အကိုချစ်လုံးလုံးကင်ရညာခဲ့မိတာပါ။ကင်ရတော့မထားသွားပါနဲ့နော်အကို။အကိုဘယ်မှပေးမသွားနိုင်ဘူး။မင်းကလာချုံအောင်လို့မရအောင်။ငါမှဘဝရှိရဲ့။ငါရောမှာငါ့ကိုစောင့်နေရဲ့မိသားစုရှိရဲ့။မင်းကိုချစ်မိလို့အခုလိုမင်းနဲ့နေနေတာ။မင်းကဘလူးမဆိုတာငါအစာရရသိရဲ့မင်းကိုချစ်ပါတယ်လို့ဒီပါဇက်ကငါမပြောခဲ့ဘူး။မင်းကိုတာမန်မင်းကလေးတယောက်ထင်ပြီးတော့မြတ်တာတက်ဝင်ခဲ့တာ။ငါနီကောင်းရင်မင်းကိုငါအိမ်ခေါ်သွားမယ်။မင်္ဂလာဆောင်မယ်။တအိုးတိမ်ထူထောင်မယ်လို့ငါတွေးထားတာ။အခုတော့ဒါရီအားလုံးအလတ်ကားပဲမင်းနဲ့ငါနဲ့လည်းရှေ့ဆက်ဖို့လုံးဝမဖြစ်နိုင်တော့အကိုကဲတော့မထားခဲ့ပါနဲ့အကိုရဲ့ကဲတော့ဘဝမှာအကိုမရှိလို့မရတော့ဘူးအကိုရဲ့
အကိုမရှိရင်ကရာစိတ်ရိုင်းနေဝင်သွားလိမ့်မယ်အဲ့လိုမလုပ်ပါနဲ့အကိုရဲ့ကရာကိုတနာပါနော်မတနာနိုင်ဘူးငါ့အောင်မေးလိုက်တော့ရှာမှာငါမိဘတွေသဘောတူထားတဲ့မိန်းကလေးရှိရဲ့ငါသူနဲ့ပဲလက်ထပ်မှာဘာကျမမဟုတ်တဲ့ရှင်ဘယ်မိန်းမကိုမှမယူရအောင်သူကရှင်ကိုဘလောက်တောင်ကာကွယ်ပေးနိုင်မှာမို့လို့လဲကျမလိုဒီတော်တွေကကြားရီလက်ထက်ကနေရှင်ကိုကဲတင်ပေးနိုင်မှာလေလားရှင်အခုလိုအသက်ရှင်နေရကျမကြောင့်ပဲဆိုတာမမေ့နဲ့ဦးကြားရီငါဘာမှမသိချင်ငါမင်းနဲ့လုံးဝဆက်မနေနိုင်တော့မင်းကတတော်ရီကိုရရဆက်ဆက်တတ်စားတဲ့ဘလူးမငါမင်းကိုအရန်ကြောက်တယ်အရန်လဲရောနေထိန်လင်းကအဲ့လိုပြောကာကရပခုံကိုအားနဲ့စောင့်တုံးလိုက်တာကြောင့်ကရမြေပေါ်မှာပုံရက်လီလေးကျသွားတယ်။သူမဘကဒီလောက်မြတ်တာထားပေးတာတော့မှပြစ်ပြစ်ခါခါပြောဆိုပြီးတော့ထားခိတ်ခံလိုက်ရတာကြောင့်သူ့ရဲ့အနာကျင်ကြွေးကွဲမှုတွေဟာဒေါသအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ဒေါသဆိုးမိုးလာတာနဲ့အမျှအသေးစိတ်ပါပျောက်ကဘလူးမအသွင်ပြောင်းလဲသွားခဲ့ပါတော့တယ်။အရာအလုံးပြီးဆုံးသွားခဲ့ပါပြီ။ရခဒေဝီဟာလေသူမလက်ထဲကသွေးတွေကိုငုတ်ကြည့်ရင်နာကျင်ကြည်ကွဲနေပါတော့တယ်။ကျန်ကင်ကြောက်သားပေါ်မှာလေကိုတပိုင်းပြက်နဲ့တည်နေသူကရခဒေဝီအရန်ကိုချီရတဲ့ထိန်လင်းအရင်ကသူတို့အတွက်နှိဗ္ဗာန်ပုံဖြစ်ခဲ့တဲ့ဒီနေရာကလည်းအခုတော့တစားပင်ဖြစ်သွားခဲ့ပြီအခုတော့အရာအလုံးဟာဘလူးတကောင်ရဲ့အချစ်ကြီးမှုနာကျင်ကြည်ကွဲမှုနဲ့နောက်ဆုံးဒေါသနဲ့အတ္တအောက်မှာဝစ်ဆင်းသွားခဲ့ပါပြီမဟုတ်ဘူးမဖြစ်နိုင်ဘူးငါလုပ်တာမဟုတ်ဘူးလက်တလုံးထိန်ချုံမရနိုင်ခဲ့တဲ့သူမရဲ့ဒေါသတွေနဲ့တစ်ချိန်ကနုံညံ့စွာထိတိတ်ခဲ့တဲ့သူမရဲ့လက်များကအခုတော့အရာရာကိုဖျက်ဆီးလိုက်မိပြီမြစ်တာနဲ့ပြည့်နေခဲ့တဲ့နှလုံးသားကအခုတော့လူသက်သမားဖြစ်သွားခဲ့ရပြီသူလက်နဲ့သူ့ရဲ့အချစ်ရဆုံးသူကိုဖျက်ဆီးလိုက်မိပြီတသက်လုံးလူမတတ်မိခဲ့တဲ့လက်ကအခုတော့လူသွေးစွန်းသွားခဲ့ရပြီအကိုထပါအောင်ကိုရဲ့အိတ်နေရလားယင်ကဲတော့စကားထပြောပါအောင်နော်ဒီလိုကြီးမနေပါနဲ့အကိုရဲ့ကဲတော့တောင်းပန်ပါတယ်ကဲတော့ခွင့်လွတ်ပါနော်အကိုကဲတော့ပြောတော့ကြားရဲ့လားနောက်ဆုံးတော့ချစ်ချင်းမြတ်တာဟာပိုင်ဆိုင်လို့တဲ့အတ္တအဖြစ်ကိုပြောင်းလဲသွားတာနဲ့တန်တရားလေတဲ့အမျက်ဒေါသကအဖြတ်သဘောဆောင်ကအတိစိတ်ပျောက်သွားခဲ့တယ်။အဲဒီနောက်ရခဒေဝီကထိန်လေးရဲ့အကြံခဲ့တဲ့ကိုတစိမ့်တစ်ပိုင်းကိုငိုယိုကကောက်ချီလိုက်ပြီးတော့ရင်ခွင်ထဲမှာထွေးပွေးထားလိုက်ကသူ့ဒေါသအတွက်ရှင်ခွဲပလက်နောင်နာကြီးစွာရသွားခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါရှင်ဇလန်လေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ပရိသတ်ကြီးတို့လည်းကြိုက်နေတတ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်များမှာလည်းအခုထက်ကောင်းတဲ့ဇလန်လေးတွေနဲ့တူတူပြန်လာခဲ့ဦးမှာမိုးဆောင်မြောက်အားပေးကြပါအောင်နော်။အခုလိုအပိနာဆင်ခဲ့ကြတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။